ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့2မိနစ်3မိနစ်စာဒီအပြောင်းရွှေ့သတင်းရဲ့ဗီဒီယိုအတွက်ကျွန်တော်ရင်ဆုံး record လုပ်ချင်တာကဗီဒီယိုအဆုံးထိကြည့်ပေးပါပြီးရင် brother တို့တည်ထားတဲ့သတင်းနဲ့ကျွန်တော်ပြောပြတဲ့သတင်းနဲ့ကျွန်တော်ပြောပြတဲ့သတင်းက update မဖြစ်သေးဘူးဆိုလည်းပဲကျွန်တော် update မဖြစ်သေးတဲ့အကြောင်းပြန်ပြောပြကြပါဦးဗျဒီကနေ့ကတော့ကျွန်တော်တို့ဒီ22ရက်နေ့ပေါ့လေစနေနေ့ဖြစ်ပါတယ်ကဲအဓိကပြောင်းရွှေ့သတင်းများဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်စတင်လိုက်ကြရအောင်Carlos Baleba ရဲ့သတင်းပေါ့လေကျွန်တော်တို့မန်ယူရဲ့သတင်းပေါ့ပြောင်းရွှေ့ကြီးကကြတော့ကျွန်တော်တို့65သန်းအပြင်ကိုမှထပ်ဆောင်ကြီးယူရို9သန်းပါမယ်စာချုပ်သက်တမ်းက9နှစ်စာချုပ်ရှိမယ်နောက်ထပ်1နှစ်သက်တမ်းတိုးခွင့်ပါရှိမယ်ဒါ Carlos Baleba ကိုကျွန်တော်တို့ဒီ Manchester United လို့ခေါ်ယူနိုင်ပြီပေါ့လေဒန်ဒီဖြစ်သွားပါပြီကျွန်တော်နောက်တစ်ခုကကြတော့ Tottenham တိုက်စစ်ပိုင်းပြောင်းရွှေ့လို့ပြောရှင်းပါတယ်Savinho ရဲ့ဆေးစီရန်အတွက်စာချုပ်ချုပ်ဆိုရင်ကျွန်တော်လန်ဒန်သို့ရောက်ရှိနေပြီဖြစ်ပါတယ်။ Savinho ကတော့ဒီစပါတင်နဲ့စာချုပ်ချုပ်ဆိုဖို့အတွက်လန်ဒန်ကိုရောက်နေပြီဖြစ်တယ်။နောက်တစ်ယောက်ကကြတော့ဒီ Man City တင်းက Omar Marmoush ကိုဒီနောက်လာမဲ့ရက်ပိုင်းတွင်းမှာပေါ့လေ။ဒီလာမဲ့ဒီတပတ်အတွင်းလာဖြစ်ဖို့များတယ်။ Tottenham ရဲ့ကစားသမားဖြစ်လာဖို့ရှိနေတယ်။နောက်တစ်ခုကကြတော့ကျွန်တော် Liverpool ကစားသမား Gakpo ကိုဒီလက်ဝင်းကနေရာအတွက်ဆက်လက်ကြိုးပမ်းနေတယ်ဖြစ်ပါတယ်။ဒါစပါသင်းကတော့တခါတည်းမှာပဲ Savinho ကိုသူတို့စာချုပ်ချုပ်ဆိုမယ်နောက်တစ်ခုကကြတော့မာမုတ်ကိုဒီနောက်တစ်ပတ်တွင်သူတို့အပြောင်းရှင်းဖြစ်အောင်ထပ်ခေါ်မယ်နောက်တစ်ယောက်ကကြတော့ဒီကိုဒီကပ်ပိုလီဗာပူးရဲ့တောင်ပန်ကစားသမားကိုပေါ့လေစပါရဲ့တောင်ပန်ကစားသမားနေရာအတွက်သူတို့ထပ်ပြီးတော့ကြိုးစားမှာပေါ့လောဆယ်မက်ဆီတီက2ယောက်လီဗာပူးတင်းက1ယောက်ပေါ့ဒီပြောမဆိုရင်ဒီစပါသင်းရဲ့ဒီဇာဗီရဲ့ဒီလိုချင်တဲ့လူတွေကိုစပါသင်းကဝယ်ပေးနေပြီဆိုတဲ့ပုံစံမျိုးပေါ့ဗျာနောက်တဲ့အခြားစိတ်ဝင်စားတဲ့သတင်းကကြတော့ Julian Alvarez ရဲ့သတင်းပေါ့ Atletico Madrid ရဲ့ CEO ကအသင်းမှာ Julian Alvarez ကိုဆက်လက်လိုအပ်နေကြောင်းထုတ်ဖော်ပြောကြားခဲ့ပေမဲ့လည်းပဲဒီကစားသမား agent ဖြစ်သူကလူမှုကွန်ရက်ပေါ်ထဲမှာပြင်းထန်တဲ့စာသားတွေနဲ့ post တင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီနှစ်ဦးနှစ်ဘက်ကြားမှာအရန်ကိုပြင်းထန်တဲ့ဒီတင်းမာနေစေဖြစ်ပါတယ်ပေါ့ Arsenal အသင်းကလည်းပဲဒီ Alvarez ရဲ့အခြေအနေကိုဆက်လက်စောင့်ကြည့်နေပေမဲ့လို့ဒီအသင်း Atletico Madrid အသင်းကလည်းပဲဒီကျွန်တော်တို့ဒီ Premier League ကလပ်တွေကိုရောင်းချမှာမဟုတ်ဘူးဆိုတော့သတင်းကိုလည်းတခါတည်းပြောထားပါတယ်နောက်တစ်ခုကကြတော့ Andre ရဲ့သတင်း Real Madrid ရဲ့ Andre Roma ရဲ့ AC Milan ရဲ့ Aston Villa ရဲ့ Liverpool တင်းတို့ကစတဲ့အသင်းတွေကအငှားနဲ့ခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမဲ့လည်းပဲဒီ Real Madrid ဥက္ကဋ္ဌရဲ့ဒီနီးပြ Jose Mourinho တို့ကလည်းပဲဒီကစားသမားကိုအသင်းမှာဆက်လက်ထိန်းသိမ်းထားခြင်းအတွက်ကြောင့်မို့လို့ဒီ Andre ရဲ့အငှားကိစ္စတွေကပဲဖြစ်လာနိုင်သေးဘူးပေါ့လေနောက်တစ်ခုကကြတော့ Aston Villa အသင်းရဲ့တိုက်စစ်ပိုင်းနေရာအတွက်အားဖြည့်မဲ့တဲ့ပေါ့ Aston Villa အသင်းကဒီသူတို့ရဲ့ Oli Watkins ရဲ့နေရာအစားထိုးဖို့ပေါ့လေဒီ Chelsea ရဲ့တိုက်စစ်မှု Nicolas Jackson ကိုပထမဦးစားပေးစဉ်းစားရတယ်ဒုတိယဦးစားပေးကကြတော့ကျွန်တော်ဒီ Man U ရဲ့အရန်ကုန်မှာထိုင်နေရတဲ့ Zessi ကိုလည်းသူတို့ဒုတိယဦးစားပေးအနေနဲ့သူ contact လှမ်းလောက်ထားတာတွေ့ရတယ်ဒါကတော့ဒီကျွန်တော်နောက်ဆုံးရအပြောင်းရွှေ့တဲ့ပေါ့ကျွန်တော်အနေနဲ့နောက်ဆုံးရအပြောင်းရွှေ့တဲ့ပေါ့လေ22ရက်နေ့ရဲ့သတင်းမှာဘာသာတို့အနေနဲ့ကြောထပ်ပို့ပြီးတည်တယ်ကြောတက် update ဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ comment အောက်ထဲမှာကျွန်တော် update ဖြစ်နေပါတယ်ဆိုတဲ့အကြောင်းကိုခါရေးပေးခဲ့ကြပါဦး thank you ပါ